ဒီဗီဒီယိုကိုဖွင့်ကြည့်နေရဆိုရင်တော့မိတ်ဆွေဟာခေါင်းနဲ့ကိုက်ရေတင်ငက်ပြုတ်အန်ခြင်းပြီးတော့ငါနောက်တစ်ခေါက်ထပ်မတော့တော့ဘူးဆိုပြီးတော့နှောင်ထားရရနေပြီမလားစိတ်မပူပါနဲ့တယောက်တည်းတော့လည်းမဟုတ်ပါဘူးဝီကန်းနေရောက်တဲ့အချိန်တိုင်းဒီလိုမျိုးနေကြီးနေမြတ်တွေရောက်တဲ့အချိန်တိုင်းလူများစုကအရဲနာကြပျောက်စေးဟန်နိုဗာပျောက်စေးတွေလိုက်ရှာကြပါတယ်ကော်ဖီတောက်မလားအချွေတောက်မလားဒါမှမဟုတ်အပုံးထက်တောက်မလားတကယ်တော့ဒါတွေဟာမပြောက်တဲ့အပြင်ပိုပြီးတော့ပိုတော့ဆိုးစေပါသေးတယ်ဒီနေ့ဗီဒီယိုလေးမှာကြတော့ဟန်နိုဗာအရဲနာကြတာဘာကြောင့်ဖြစ်တာလဲဘယ်လိုမြန်မြန်တတ်တာအောင်ဘယ်လိုလုပ်မလဲနောက်တစ်ခါမဖြစ်အောင်ဘယ်လိုကောက်ွယ်မလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပွင့်လင်းလင်းအရင်ပြောချင်တာကမော်စင်လုံး magic bullet ဆိုတာတော့မရှိပါဘူးတောက်ထားတဲ့အရက်တွေကိုရှင်းထုတ်ဖို့တင်းရဲ့အသေးအား lever ကအချိန်တစ်ခုတော့ယူရပါလိမ့်မယ်ဒါပေမဲ့အခုပြောပြမယ့်နည်းလမ်းတွေအတိုင်းလုပ်မယ်ဆိုရင်တော့ရက်ချီပြီးတော့ခန်းစားနေရမယ့်အစားနိုင်ပိုင်းတွင်တိတိတတ်တာသွားစီမှာဖြစ်ပါတယ်ဟန်နိုဗာဆိုတာကအရက်တောက်များလို့ဖြစ်တာတခုတည်းတော့မဟုတ်ပါဘူးခန္ဓာကိုယ်က stress ဖြစ်နေတဲ့တုံ့ပြန်မှုပါဘာတွေဖြစ်လဲဆိုတော့တစ်ရေတဲ့ဆုံးရှုံးခြင်းပါ dehydration ရတာပါအရက်ကခန္ဓာကိုယ်ထဲကရေတွေကိုဆွဲထုတ်ပစ်လိုက်ပါတယ်နံပါတ်2သွေးရင်းတကြားတက်ကြခြင်းပါဒါကြောင့်လက်တွေတုံးတာအားနေတာတွေဖြစ်တာပါနံပါတ်3အစာအိမ်ရောက်ရမ်းတာပါအရက်ကအစာအိမ်နိုင်အောင်ကိုက်စားတဲ့အတွက်ပြုတ်အန်တာတွေဖြစ်တာပါ irritation ရတာပါဗျာဒါကြောင့်ဟန်နိုဗာပျောက်ချင်ဒီပြဿနာတွေကိုဖြေရှင်းပေးဖို့လိုပါတယ်ကိုကတော့အရက်နာကြနေပြီဟန်နိုဗာဖြစ်နေပြီဘာလို့ရမလဲအစင်းချင်းနေနဲ့ရေဓာတ်ကိုပြန်ဖြည့်ပေးပါဒါပေမဲ့ရေကြီးပဲတော့တောက်လို့မရပါဘူးမနေ့နိုးချင်းရေ900 ml ရေသက်ပူကြီးတစ်ဝက်လောက်ကိုပြည့်ချင်းရင်တောက်ပါပြီးရင်တစားရေ electrolyte တစ်ခုခုတော့ထပ်တောက်ပေးဖို့လိုပါတယ်မရိုင်ဒီပဲဖြစ်ဖြစ် Pocari Sweat ပဲဖြစ်ဖြစ်တော့မတစားတော့တစ်ခုခုတော့ဆောင်းထားဖို့လိုပါတယ်ဘာလို့လဲဆိုတော့ရေကြီးပဲတောက်ရင်ခန္ဓာကိုယ်ကရေကိုကောင်းကောင်းမထိန်းထားနိုင်လို့ပါတစားကရေကိုစုပ်ယူနိုင်ဖို့ကူညီပေးပါတယ်တတိခါမှာကတရားအရမ်းများတဲ့အချိုရည်တွေကိုကာကိုလာတို့လိုမျိုးမတော့ပါနဲ့ပို့ပြီးတော့အန်ဂျင်စေပါလိမ့်မယ်အစစ်နဲ့အစာအိမ်ကိုပြန်လည်ပြုစုပေးဖို့လိုပါတယ်တော်တော်များများကဟန်နိုဗာဖြစ်တဲ့အရက်နာကြတယ်ဆိုရင်မနက်ပိုင်းမနက်မိုးရင်းကားတို့အုံးလို့ခေါက်ဆွဲတို့စားကျင်ကြတယ်ဒါပေမဲ့အဲ့အားတွေကအစီများတော့ပိုဆိုးစေပါတယ်အကောင်းဆုံးကကြတော့ဆန်ပြုတ်ပါဒါမှမဟုတ်ထမင်းပြုတ်ပေါ့နော်ဟင်းကြိုပူပူလေးတွေတောက်မယ်တမုတ်ဂျင်ဂျယ်တီလို့ခေါ်တဲ့ဂျင်ကျိုးရည်တွေဆိုရင်လည်းပြုတ်အန်တာကိုတတ်တာစေပါတယ်ဒါပေမဲ့မှတ်ထားပါအများကြီးကိုလည်းအတင်းမထိုးထည့်ပါနဲ့နည်းနည်းချင်းစီစားသုံးဖို့လိုပါတယ်နံပါတ်3သွေးရင်းတကြားဓာတ်ကိုပြန်ဖြည့်ဖို့လိုပါတယ်မူးဝေတာတွေတုံတာတွေကိုတတ်တာစေဖို့အတွက်အလွယ်ကူဆုံးကတော့ငပြောသေးပေါ့ဗျာတမို့ဒေချင်တို့ဒါမှမဟုတ်ပါမုတ်ကင်တို့လိုမျိုးအစားအစာတွေကိုစားပေးပါအစီများတဲ့အကျော်အတော်တွေကိုတော့ရှောင်ပါဒါတွေကစားကောင်းတယ်လို့ထင်ရပေမဲ့လည်းအစာအိမ်ကိုဒုက္ခပေးပါတယ်အဆင့်လေးနောက်တစ်ခုကကြာခေါင်းကိုက်တာပါအကြိုက်ခဲပြောက်စေးတွေတောက်ကြမယ်ဆိုရင်တော့တတိထားဖို့လိုပါတယ်ကောင်းကဲ့တတ်တာချင်းနေဆိုရင်တော့လူတော်များများ paracetamol တွေတောက်ကြတယ် biogesic တွေတောက်ကြတယ်ပေါ့နော်လွယ်လွယ်တာဟုတ်ဒါပေမဲ့တောက်မယ်ဆိုရင်တော့သတိထားပါအရက်တောက်ထားတဲ့အချိန်မှာ paracetamol တောက်တာကအသေးကိုအရန်ဒုက္ခပေးပါတယ် paracetamol နဲ့အရက်နဲ့ကရန်ဘက်တွေပါနော် ibuprofen ကကြတော့ကောင်းမယ်ဆိုပေမဲ့လည်းအစာအိမ်ကိုထိခိုက်စေတဲ့အတွက်အစာစားပြီးမှတောက်တာအကောင်းဆုံးဖြစ်ပါတယ်အကောင်းဆုံးကတော့ရေများများတောက်ပါအစာစားပြီးမှဆေးတောက်ပါလို့ပဲကျွန်တော်ပြောချင်တယ်အဆင့်ကခဏပြန်ပြီးတော့အိပ်ပါနိုင်ဝဲလောက်ခဏပြန်မေးလိုက်တာက brain fog လို့ခေါ်တဲ့အုံနောက်ပြန်ကြည့်စီပါတယ်ပြီးရင်လမ်းနဲ့ရှောက်ပေးပါသွေးလက်ကားမှုကောင်းစေပါတယ်ကဲလူတွေချင်းနေတဲ့အလွဲတွေကိုလည်းပြောပြပေးပါမယ်နံပါတ်1အပုံးတောက်ခြင်းပါအစိတ်ကိုအစိတ်နဲ့ဖြည့်တာပေါ့နော်မနက်မိုးလင်းတာနဲ့ထပ်တောက်တာကကူးလိုက်တာမဟုတ်ပါဘူးမူးနေတဲ့အချိန်လေးကိုဆွဲဆန့်လိုက်တာပဲရှိပါတယ်နံပါတ်2ကျွမ်းလို့လိုမျိုး energy drink တွေပါဒါတွေက caffeine နဲ့များလို့ရင်တုန်စေပြီးတော့စိုးရိမ်စေကိုလည်းပုံများစေပါတယ်နံပါတ်3 coffee ပြင်းတောက်တာပါအိတ်ချင်ပြေးစေပေမဲ့ရေဓာတ်ကိုပိုကုန်ခန်းစေတော့ဘိုက်အောက်စေပါတယ်ဒါတွေကကြတော့လွဲမှားလေးပါဒါပေမဲ့သတိထားမှာကြတော့အန်နာမရက်မနာဖြစ်နေရင်နံပါတ်2တတိလက်ချင်တို့ဖြစ်နေရင်ရင်ဘတ်အောက်နေရင်ဒါရိုးရိုးဟန်လိုပါမဟုတ်ပါဘူးเนาะစေကန်းပြတ်ဖို့လိုအပ်ပါတယ်အရေးကြီးဆုံးနေရာကိုရောက်ရှိလို့လာပါပြီနောက်တစ်ခါဟန်နိုဗာမဖြစ်အောင်အရဲနာမကြောင်ဘယ်လိုကာကွယ်မလဲအကောင်းဆုံးကုသနည်းကကြတော့ကာကွယ်ခြင်းပဲဖြစ်ပါတယ်နံပါတ်1အစာခံအောင်လုပ်ထားပါမတောက်ခင်အသားသမင်းတခုခုဝအောင်စားထားပါအစာခံထားတာကအရက်ဆုပ်ယူမှုကိုနှိမ်ကွေးစေပါတယ်နံပါတ်2တစ်ခွက်တောက် preservative မမေ့ပါနဲ့အရက်တစ်ခွက်တောက်ပြီးတိုင်းရေတစ်ခွက်တောက်ပါဒါအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်နံပါတ်3မရောပါနဲ့နော်ဘီယာဝီစကီဝိုင်ရှောက်မရောပါနဲ့နှစ်ပင်သုံးပင်မလိမ်ပါနဲ့နံပါတ်4မအိတ်ခင်ရေသုံးဖို့တစားရေကိုတစ်ခွက်တောက်ပြီးမှအိတ်ပါနေကုန်းချုပ်ပြောရရင်အရက်နာကြလာရင်ဟန်နိုဗာဖြစ်လာရင်ရေများများတောက်ပါတစားတွေဖြစ်ပါဆံပြုတ်တောက်ပါပြီးရင်တော့အနားယူပါ
ဒီဗီဒီယိုလေးကအသုံးဝင်နေဆိုရင်တော့ငါဘယ်တော့မှထပ်မတော့ဘူးလို့အမြဲပြောပြီးတော့ပြန်တောက်လေးရှိတဲ့တငယ်ချင်းတွေကိုလည်း share ပေးလိုက်ပါအောင်နောက်ဗီဒီယိုမှာပဲပြန်တွေ့ပါမယ်ကျမ်းမိုင်းနဲ့ဂီယူစိုက်ကြပါဒီ Happy New Year ပါလို့ပဲကျွန်တော်ပြောချင်ပါတယ်ကျွန်တော်နာမည်ကတော့ယူမောင်ပါဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် subscribe လုပ်ပေးပါ like လုပ်ပေးပါဝေမျှပေးစီချင်ပါတယ်နောက်ဗီဒီယိုမှာပဲတွေ့ပါမယ်ကျမ်းမိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးလည်း comment ရေးပေးခဲ့အောင်နော်တတ